အာဂျင်တီးနားနဲ့အတူတရုတ်ကိုရောက်လာတဲ့မက်ဆီတယောက်ဘေကျင်းလေဆိပ်မှာတိုင်ပတ်ခဲ့ပါသေးတယ်။ခြေစမ်းပွဲကစားဖို့အတွက်ရောက်လာတာဖြစ်ပြီးစပိန်ပတ်စ်ပို့ပဲယူလာတဲ့မက်ဆီကိုလေဆိပ်မှာတာဝန်ရှိသူတွေကဝင်ခွင့်မပေးခဲ့တာပါ။မက်ဆီကအာဂျင်တီးနားပတ်စ်ပို့ကိုမယူခဲ့လာဘူးလို့ဆိုပါတယ်။ဖြစ်ချင်တော့သူစပိန်ပတ်စ်ပို့နဲ့ထိုင်ဝမ်ကိုသွားခဲ့တဲ့မှတ်တမ်းကလည်းရှိနေပါတယ်။မက်ဆီကတရုတ်နဲ့ထိုင်ဝမ်ကိုတူတူပဲလို့ထင်နေခဲ့ပြီးတရုတ်နဲ့ထိုင်ဝမ်ကတူတူပဲမဟုတ်ဘူးလားလို့လည်းမေးခဲ့ပါသေးတယ်။ထိုင်ဝမ်ကိုတရုတ်ကသူတို့အစိပ်ပိုင်းလို့ပြောထားတာပါ။ဒါပေမဲ့ထိုင်ဝမ်ကသူတို့ကတေးချလွတ်လပ်ပြီးအချုပ်ချာအာဏာပိုင်နိုင်ငံလို့ကြေညာထားပြီးအငင်းပွားနေကြပါတယ်။ဗီဇာရဖို့အတွက်မက်ဆီတယောက်2 နာရီလောက်လေဆိပ်မှာတောင်းတင်နေခဲ့ရပါတယ်။သူ့ကိုရန်တော်တွေအာဂျင်တီးနားအသင်းဘော်တွေနဲ့အတူမက်ဆီကတရုတ်ကိုသွားခဲ့တာပါ။အာဂျင်တီးနားပတ်စ်ပို့နဲ့ဆိုရင်သူအေးအေးဆေးဆေးဖြစ်ခဲ့မှာပါ။အခုစပိန်ပတ်စ်ပို့နဲ့မို့တိုင်ပတ်ခဲ့ပြီးတော့တရုတ်ကလည်းမက်ဆီမှန်းသိပေမဲ့တာဝန်ကတာဝန်ပဲမို့လေဆိပ်မှာချိန်နဲ့ကုန်ခဲ့ရပါတယ်။